ရှမ်းငင်းနုစခန်း250တောရဲကဆေးုံလေးတစ်ခုမှာဘယ်ဆရာကမှစက်ကူမပေးတော့ဘူးလက်လျှော့လိုက်ပြီဆိုရက်ရင်သားကင်ဆာလူနာ3ယောက်တောင်ရောက်နေတယ်ဆိုတာနည်းနည်းတော့များလုံးတယ်လို့ပဲနော်ခွဲလို့ရသေးတယ်ဆိုရက်တယောက်ကိုတောင်ချက်ချင်းခွဲမပေးနိုင်သေးဘူးသွေးတွေစီးကျူတွေနှလုံးရောဂါတွေရှိလို့သမားတော်နဲ့ပြားပြီးဆေးရင်ကူနေရတယ်ကျန်တဲ့2ယောက်ကတော့မခွဲခင်ကင်ဆာဆေးအရင်သွင်းပြီးကျုံသွားတော့မှခွဲလို့ရလိမ့်မယ်တယောက်ကတော့မနှစ်ကတည်းကခွဲပေးပြီးကင်ဆာဆရာဝန်စီကိုလွှဲလိုက်တာမသွားပဲအခုနောက်တစ်ဖက်ရောအရင်နေရာပါပြန်ထွက်လာမှခွဲပေးပါဦးဆိုပြန်လာဆေးရမှားထားတယ်လေမရောက်သေးဘူးလင်ဖိုမာလူနာလည်း2ယောက်ရှိတယ်ဒါတောင်စစ်ပွဲအတွင်းမှာတယောက်ကသေးသွားလို့တယောက်ကစီးသွင်းနေစေတယောက်ကတော့စီးသွင်းပြီးတစ်နှစ်ခွဲကြာမှပြန်ဖြစ်လာတိတ်တော့ကြားတော့မယ်မထင်ပါဘူးနဲ့နော်ဥလာထွန်းကင်ဆာဖောင်ဒေးရှင်းကြီးကြားနေတာပဲခုလေးတွေမဲ့မျက်နှာကြီးနီးအမ်းပြီးမောကျရင်ဆိုးနေတဲ့လူနာကြီးတယောက်လာလို့နီးမျိုးစုံနဲ့နှာနှက်ကဲတင်ပြီးဓာတ်မှန်ရိုက်ကြည့်လိုက်တာလေပြုံကိုဖိနေတဲ့အဆုတ်ကင်ဆာကြီးကိုသွားတွေ့ဘာလာလောက်တာလဲလို့မေးရမလို့ဖြစ်နေပြီဒီမှာဘာမှလုပ်ပြီးလို့မရတော့ဘူးလေဒီအနီးနာရှိသမျှဒီကနီးလူနာတွေစုပြုံးပြီးကိုယ်စီရောက်လာလို့ကတော့တရားကြီးရဲ့တို့ရက်ကလူတွေစီသွင်းမှလဲကိုယ့်ရဲ့မကကင်ဆာကိုတော့စီးသွင်းတတ်ကင်မလို့ချင်ကြဘူးဖြူဖြူတွေးကြပတ်စံပင်ငါပြီးရွံထုတ်ခိုင်းတဲ့ကျုံမှုအောင်အမှန်တော့လဲဆေးဥမှာနာမကျန်းလူနာတွေပြန်များလာတယ်ဆိုတာဒီနိနာပတ်ဝန်းကျင်မှာတိုက်ပွဲတွေမရှိပဲသွားလန်းလာလန်းနေပွင့်နေတဲ့သဘောပါနှမှုဆိုဒဏ်ရာရလူနာလွဲဘာလူနာမှမလာနိုင်တော့ဘူးမူးကြလို့လမ်းတွေအကုန်ပြတ်သွားမှာပဲလူနာပါသွားလိမ့်မယ်ခွဲလူနာကတော့တစ်ဖြောက်ပေါ့လေအခုအယောက်900ကျော်ခွဲပြီးသွားပြီနှစ်တောအတွင်းမှာအရှိန်ရလာရင်အရန်ကြီးအားမဆိုင်လဲပဲသူ့ဟာနဲ့သူဆက်လိန်သွားတာဟုတ်ငယ်ရီလုတ်တက်ကင်တက်ရှိလာလို့ကိုလည်းသိမ့်မပင်ပန်းတော့ပါဘူးဆေးမာရတာတကူပဲဒုက္ခရောက်တာအရန်ကြက်တဲခက်ခဲအောင်လုပ်ထားတယ်လေရောက်လာရင်တော့အများကြီးပဲတလတောင်မခံဘူးကုန်ရောလူနာအဝင်အတွက်အတက်ဆင်းများတော့ဆေးရလည်းဝဲလို့ကူမလောက်ဘူးနေ့စဉ်နေ့တိုင်းဒီနေ့ဘာပစ္စည်းရောက်မလဲဘာဖြစ်လို့မရောက်သေးတာလဲနဲ့တမျိုးမျိုးနဲ့နေရတာဒီဘက်ရငကိုကလေးကဆရာဝန်ရှားဖားတဲ့အရက်တော့မဟုတ်ပါဘူးကြောက်ရောရွှေရောထွက်တဲ့စီမှာစီကန်းလေးတွေဆိုတာစီကားကားပါပဲအထူးဆရာဝန်တွေလည်းရှိကြပါတယ်မြို့ပေါ်မှာစီတရန်တွေကိုဖမ်းရင်ဒီလိုပဲရှောင်စရာတင်းစရာရှိတယ်မလားသို့တော်လည်းအရန်ကိုဥမော်နေတဲ့စီးပွားရေးအခြေအနေကြောင့်ဈေးကူးစရိတ်တွေကလည်းရွှေစည်းကြောက်စည်းမကပေးကူကြရတာပါလူအသက်ကိုအဲ့ဒီလောက်စိန်နေကြောက်တွေပေးပြီးဝေလို့ရယူတာမှန်ရင်အခုထွန်းတောင်ပူကြနဲ့မညာဘူးအရင်မိမကြီးဈေးကူပြီးဆက်ပေါင်းနေမှာပေါ့ခုဘာသာခွဲနိုင်တော့တလေးပဲကျူးစားပြီးခွဲပေးလိုက်ပါလေတပ်ပေတတာကမ္မတကားပါဟိုလည်းပဲချင်းသိမယ်မသိကိုရောက်နေတဲ့အသုံးနှစ်အတွင်းကိုရင်တည်သွားတဲ့လူနာတွေတောင်မနှဲမနှောရှိနေပြီကင်ဆာတော့မကင်ဆာတော့ဘာထူးလို့လဲဖောက်ပြန်တတ်သောယုံနံဓမ္မသင်္ခါရတရားတွေကြီးပဲstage ကင်ဆာ patient တွေဒီလောက်အများကြီးဆေးရုံမှာတင်ထားပြီး ICU သုံးတဲ့ဆေးတွေကင်ဆာဆေးတွေကိုစရုံးဆိုင်စီဆိုင်ကုနေရလို့ကိုကြီးတို့လိုညီးပြီးလူနာတွေကိုအိမ်ပြန်လွှတ်လိုက်တော့မယ်လို့တော့မထင်ပါနဲ့လှုပ်ပေးနိုင်တဲ့လောက်တော့အကုန်လုံးလှုပ်ပေးနေတော့မှာပဲတိုက်ပွဲပြန်ဖြစ်လို့အိမ်ပြန်တဲကမှတ်တယ်ပါစေကိုတိုက်နေရတဲ့စစ်ပွဲမှာလက်မြောက်ရှုံးပေးတယ်တော့အဖြစ်မခံနိုင်ပါဘူးကိုဘလောက်ထိယုံနိုင်တယ်လဲကိုဘာသာကိုသိအောင်ယုံကြည်လိုက်အောင်မယ်လူနာအနေနဲ့မမြင်ပဲဝါကလုတ်တစ်ခုလိုပဲသဘောထားလိုက်တယ်ဘဝတစ်သက်တာမှာမယမနာအလုံးလုံးခဲ့တဲ့ကာလကိုကြည့်ကျင်တယ်ဆိုရင်ဟောဒီ3နှစ်ကာလကိုပဲကြည့်ရမှာလက်ရည်လည်းမကြသေးဘူးလက်ပန်းလည်းမကြသေးဘူးအများကြီးလုံနိုင်သေးတယ်ဆက်လို့အောင်ပါနောက်ပဲခက်ခဲပင်ပန်းသည်ဖြစ်စေမတက်နိုင်လို့လက်မိုင်ချရတယ်ဆိုတာတစ်ခါမှမရှိခဲ့ဘူးပါဘူးဘယ်ထိသွားမလဲဆိုတော့ဒေါ်လာရေးမအောင်မချင်းပေါ့ဒီတော့ဒီတောင်ထဲမှာဒီလိုအချိန်ဆိုတည့်ရွက်တွေတဖြုတ်ဖြုတ်ကြွေတာရိုးရံပြိုင်ပြိုင်တွေပဲကြံတယ်ဒါပြီးရင်ပြေဖူးလေးတွေထွက်လာပြီးရွက်နုသစ်တဝေဝေနဲ့ငင်းချမ်းစိတ်လန်းလာအောင်မှာပဲတည်သွားတဲ့လူတွေရှိသလိုမွေးလာတဲ့ကလေးတွေလည်းနေမှမနေတဲ့ဥစ္စာ
ဆေးရုံမှာမွေးတဲ့ကလေး150အတွက်တော့စီဒီယန်ဆရာဝန်တွေတောရတီလာမွေးပေးသွားတယ်ဆိုတာမေ့သွားမယ့်အရာမဟုတ်ပါဘူးဆရာဝန်တွေကဘာဖြစ်လို့တောရတီရောက်လာကြတာလဲရွာတွေကဘာဖြစ်လို့မိလောင်ကြရတာလဲသူတို့မိသားစုဝင်တွေရောဘာဖြစ်လို့ပိုးစုပက်ဆက်တည်ပွဲဝင်ကြရတာလဲပြီးခဲ့တဲ့အဖြစ်အပျက်တိုင်းဟာကာယကံရှင်တွေအတွက်အတိတ်မှတ်တမ်းတွေဖြစ်လာကြမှာပဲအတိတ်တွေကသမိုင်းဖြစ်သွားတဲ့အခါစစ်တပ်ကဘယ်ခန်းကဝင်ကတယ်လဲဆိုတာကိုယ့်ဘာသာကိုသဘောပေါက်လာလိမ့်မယ်အချိန်ဆိုတာကရပ်နေတယ်လို့မှမရှိပဲကိုအရင်လာတော့ကစခန်း30တင်ထားပြီဆိုတဲ့ကချင်တွေဟာအခုလာစမ်းမှာစခန်း60ရှိသွားပြီတအီးနဲ့ပြူကျလာတဲ့စကားစားတောက်တိုင်တွေဟာမိုးမကြခင်အတွင်းမှာတခုမှကြမ်းမှာမဟုတ်တော့ဘူးယူဟာကုန်းနေကြီးပဲတစ်ခုပြီးတစ်ခုစော်ခံနေရတာဘယ်နေရာမှနိုင်ဝဲမရှိပဲတဲမဲမဲစစ်တိုင်နေသူတွေမှာရည်ရွယ်ချက်ကတစ်ခုပဲရှိတယ်ကိုတက်ကလက်အောင်ငယ်သားစစ်တီတွေကိုတယောက်မှအရှင်မထားခဲ့ခြင်းနဲ့စိတ်ဓာတ်ပေါ့ငါလည်းသိမယ်မင်းတို့လည်းသိကြမင်းတို့သားမယားမိသားစုတွေပါတီရောခေါ်သားကြဟာဆိုတဲ့သဘောပဲလူအသက်ကိုစီယိုထိုးပြီးအဘကိုကာကွယ်နေကြမှာလေသဘောပေါက်ပြီလားအေးကောင်းသားပဲတုံပန်းအဖြစ်နဲ့မြင်ကျွေးမွေးထိမ့်သိမ့်နေအောင်မယ်ကိုသဘောနဲ့ကိုကိဆုံးစီရောလဲစံကုန်သက်တာပေါ့ပုရိမာအကုသလဓမ္မတွေအချိုးပေးခြင်းတမ်းပြီအခုဆိုမူစင်နန်ခမ်းလွယ်ကျလိုက်စာကံပိုက်တီတရုတ်မြန်မာနေဇာမြင်းကြီးတောက်လျှောက်ဤအောင်တွေလက်ထက်ရောက်ကုန်ပြီဒီကိစ္စဘေကျင်းကပေါက်ဖို့ကြီးတွေကိုဖြားအောက်ရေဝင်တဲ့ဂိမ်းပဲထိုင်းမကတော့ပမတွေသူ့စီအလုံးရင်းနဲ့ဝင်လာလို့ဇလန်တွေထဲမှာတောင်ဗမာရာဇဝင်တွေကိုလှည့်ပတ်ရိုက်နေရပြီဘင်္ဂလားပဲထွက်ပြေးတဲ့စစ်သားတွေကိုပြန်မခေါ်ပဲစစ်ပြေးစီးရင်နဲ့ထည့်လိုက်လို့မကျွေးနိုင်တဲ့သူကကိုယ့်စီကိုစားပြီးပြန်ပို့ပေးနေရတယ်ဘလို့ပဲပြည်တွင်းရေးပါလို့ချာမိရပြောနေလေပတ်ဝန်းပညာနိုင်ငံတကာကိုတက်တလာပေါင်းစုံနဲ့ကင်လှုပ်လာခဲ့ပြီဘသူမှဝင်မပါနဲ့လို့အတန်တန်တားနေတဲ့တရုတ်ကြီးတောင်မနေနိုင်မထိုင်နိုင်အတင်းဖိအားပေးပြီးဝင်ပါနေရတာဘယ်နှခါရှိပလဲစားမပါပဲစားနိုင်တယ်ကလားမပါပဲစကားမပြောဘူးဆိုတဲ့ UN ကရောရိုဟင်ဂျာတွေအတင်းကျပ်စစ်သားစုဆောင်ခံရတဲ့အခါဘလောက်တောင်ဆိုးရင်နေရှာမလဲမပြောတတ်ပြည်တွင်းရေးဆိုပစ်ထားတဲ့စစ်မီးဟာဒီတာရဲနိုင်ငံတွေကိုကူးဆက်လာတဲ့အဆင့်တော့ရောက်ခဲ့ပြီရန်ကုန်ကလူတွေသာလင်းတိုက်ရွက်နဲ့ဖြူဖြူအောင်ဟိုတယ်မှာကြီးစားသလားလောက်တာကိုလက်ခုပ်တီးပေးနေကြတော့ဒီလိုအထက်မီးရောအောက်မီးတွေရောစုံနေမှာတော့နုနက်ကလေးခုခတ်စားရုံပဲကြံတော့တာပေါ့ဆရာနာရှင်နေကုန်းမချုံမချင်းဘလို့ညှိနှိုင်းဆွေးနွေးမှုမျိုးမှအသက်မဝင်နိုင်ဘူးဆိုတာအခုမသိသေးလေနောက်တော့အားလုံးသိသွားကြမှာပါအနိုင်ရှုံးကတော့အဖြေပေါ်နေပြီရှုံးတဲ့သူထွက်ရမှာဆိုတော့အသေးထွက်မလားအရှင်ထွက်မလားပဲရွေးစရာရှိတော့တယ်ဒါကြီးပြီးသွားရင်စစ်မျိုးစစ်နွယ်တွေလူအတိုင်းဝိုင်းထဲမှာဘလို့ရှင်သန်နေထိုင်ကြမလဲဆိုတာစဉ်းစားထားရမယ့်အချိန်ရောက်လာပြီအုံကြီးဒိန်းတောင်ငိမ့်ညမ်းတို့စီကပြည်သူကျွေးတဲ့ထမင်းတလုတ်တွေပါတယ်ပြောရင်ရီမလို့စောင့်နေရသိလားပါပီမကချိန်စာတက်လားမတက်လားသိချင်အဲ့ဒီကားထဲမှာပါတဲ့တရုတ်ဆောင်တွေကိုလိုက်ရှာကြည့်လိုက် SP ဆိုတာအခုသာဘာမှမထိရောက်သေးတာမြင်နေလို့လှန်ဆိုင်ပြီဆိုရင်မိုးကြိုးပါလိုက်ပြတ်တဲ့အစားအလွန်ပူပြင်းသောအလွန်မြင့်ပြတ်သောအလွန်ကြက်တီးရှားပါသောရန်ကုန်မြို့ကြီးရဲ့အခြေအနေဟာသူ့လိုနေရင်ကိုပြီးဟုံထတောက်မတက်အမျက်ဒေါသတွေရှိနေကြတယ်ခုအကြောင်းနဲ့ကိုမှုမနှဲမျိုးသိပ်ကြိတ်မိတ်ပြီးတင်းကြီးခံနေရတာပေါက်ကွဲပြီးထွက်လာမဲ့တနေ့ဟုတ်ခနဲ့ပြကြသွားအောင်လောင်ကျွမ်းသွားစီလိမ့်မယ်အဲ့ဒီဒေါသက3နှစ်စာတငွေ့ငွေ့လောင်းနေတဲ့ဒေါသတွေနော်မုံတယ်မှာသာမုံစားတာအနာသားတွေလည်းကုံတလောက်ရှိပြီမှုဒီတကြံအပြီးလောက်ဆိုစန္ဒကုံမင်းကမြို့တော်သိမ်းအောင်လုပ်မှတေချာတလောက်ရှိတယ်အတွင်းမီးနဲ့အပြင်မီးတိတိဆိုင်ဆိုင်အဖုတ်ခံရရင်ဘာတွေဘလို့ဖြစ်ကုန်မလဲကိုယ်တိုင်လက်တွေ့သိရတော့မှာပါဒါကြီးပြီးသွားတဲ့အခါကျမှကြမ်းကြမ်းမှပြန်လည်ဆုံတွေ့ကြရအောင်အသက်ရှိရှိနေပေးကြပါလို့ပဲအားလုံးကိုတောင်းပန်နေတော့တယ်သူတို့ဘက်ကအကုသိုလ်ကံတွေအကျိုးပေးဖို့အချိန်တန်တယ်လို့ကိုယ့်ဘက်မှာလည်းကိုပြုသမျှကုသိုလ်ကံတွေအကျိုးပေးဖို့အချိန်ရောက်ပြီမဟုတ်လား